မျိုးသားဟာတစ်ပင်တစ်ပင်ကိုနေတိုင်းလက်တီးအချက်ပေါင်း30တုညစီပြစ်ထိုးလေးရှိပါတယ်။ဒါပေမဲ့လည်းအသက်80အရွယ်အဖိုးအိုရဲ့တစ်ပင်ကြီးကိုအပေါက်ကြီးဖြစ်သွားစေတဲ့တထောင်ရိုက်ချက်တစ်ချက်ရဲ့အစွမ်းကိုသူမမိနိုင်သေးပါဘူး။ဒါကိုမြင်ပြီးနောက်မှာတော့မျိုးသားဟာချက်ချင်းဒူးထောက်ပြီးသူ့ကိုတပြည့်အဖြစ်လက်ခံဖို့တောင်းဆိုပါတော့တယ်။အဖိုးအိုကဒီတိုင်းကွက်ရဲ့အစွမ်းထက်ဆုံးလှုပ်ရှားမှုဟာတထောင်ရိုက်ချက်ဖြစ်ကြောင်းပြောပြပါတယ်။တစ်စက်ရက်အတွင်းမှာဒီတစ်ပင်ကိုတထောင်နဲ့ရိုက်ချိုးနိုင်ရင်သူ့ကိုတပြည့်အဖြစ်လက်ခံမယ်လို့ဆိုပါတယ်။စီနီယာအမကြီးကဒီတက်မှတ်ချက်ဟာအရင်ချင်းထန်လုံးနေလို့ထင်ပေမဲ့အဖိုးအိုကတော့မျိုးသားရဲ့ပါရမီနဲ့ဇွဲလုံးလောက်ကိုစမ်းသပ်ချင်တာဖြစ်ပါတယ်။နောက်တစ်ခဏမှာပဲမျိုးသားဟာတထောင်ရိုက်ချက်တစ်ချက်တည်းနဲ့တစ်ပင်ကိုရိုက်လဲပစ်လိုက်ပါတယ်။အဲဒီနောက်သူဟာနောက်တစ်ကြိမ်ဒူးထောက်ပြီးအဖိုးအိုကိုဆရာလို့ခေါ်လိုက်ပါတယ်။အဖိုးအိုဟာသူဟာတိုင်းပါရမီရှင်တယောက်နဲ့စုံတွေ့လိုက်ပြီဆိုတာသဘောပေါက်သွားတာကြောင့်အမျိုးသားကိုတိုင်းတင်တန်းကျောင်းစီခေါ်ဆောင်လာခဲ့ပါတယ်။သူကတိုင်းပညာမှန်သမျှဟာအလင်းလုံးပေါ်မှာပဲအခြေခံတယ်လို့သင်ကြားပေးပါတယ်။အဲဒီနောက်အဖိုးအိုကတန်ရှည်တစ်စင်းကိုထုတ်ယူလိုက်ပါတယ်။သူဟာလမ်းကိုတုံးပြီးစွမ်းရည်စီးကြောင်းတစ်ခုကိုအလင်းမြန်စုစည်းကသူ့ရှိကစာရွက်3ချက်ကိုဓာတ်ရိုက်မထိပဲစွမ်းရည်နဲ့ဖောက်ထွင်းပြလိုက်ပါတယ်။အဖိုးအိုကအမျိုးသားကိုဒါကို3ရက်အတွင်းတက်မြောက်ဖို့သတ်မှတ်ပေးပါတယ်။အဲဒီနောက်မှာတော့အမျိုးသားဟာစာရွက်ကိုသူ့ရဲ့တိုင်ဘက်လိုသဘောထားပြီးလှန်ကိုမရက်မနာလွှဲရမ်းလေးချင်းကညနေတဲ့အထိမနာရန်စူးစမ်းပါတော့တယ်။နောက်ဆုံးမှာတော့ဒုတိယမြောက်နေ့မနက်ခင်းမှာလည်းအမျိုးသားဟာစာရွက်3ချက်ကိုအောင်မြင်စွာဖောက်ထွင်းနိုင်ခဲ့ပါတယ်။ဒါကိုမြင်လိုက်ရတဲ့စီနီယာအမကြီးဟာအလွန်အံ့အားသင့်သွားပါတယ်။အမျိုးသားဒီလောက်အထိစူးစမ်းရတဲ့တခုလေးသောအကြောင်းရင်းကတော့စင်းရဲသားအဖြစ်မွေးဖွားလာတာဟာအရှက်ရစရာမဟုတ်ကြောင်းသက်သေပြဖို့အတွက်ပဲဖြစ်ပါတယ်။တကယ်တော့ထိုမျိုးသားဟာတိုင်းကျောင်းတစ်ခုမှာအစီအကံအဖြစ်10နှစ်တိုင်လုပ်ကင်ခဲ့ဘူးတာပါ။သူဟာတိုင်းပညာသင်ယူဖို့အတွက်ပဲတိုင်းကျောင်းဝင်ကျင်ခဲ့တာဖြစ်ပေမဲ့စင်းရဲသားတွေတိုင်းပညာမတင်ရဆိုတဲ့စီကံကြောင့်နောက်ဆုံးမှာကျောင်းကနေနှင်ထုတ်ခြင်းခံခဲ့ရပါတယ်။ကံကောင်းထောက်မစွာနဲ့ပဲသူ့ရဲ့ပါရမီဟာအဖိုးအိုရဲ့အာယုံဆိုင်မှုကိုခံခဲ့ရပြီးသူဟာကိုယ်ပိုင်စူးစမ်းမှုနဲ့အတူအဖိုးအိုရဲ့အတိအမှတ်ပြုမှုကိုရရှိခဲ့တာဖြစ်ပါတယ်။အဲဒီနေ့မှာအမျိုးသားဟာသူ့ရဲ့တပည့်မှတ်တမ်းကိုပြန်ယူဖို့တိုင်းကျောင်းဟောင်းစီပြန်လာခဲ့ပေမဲ့စီနီယာအကိုကြီးတယောက်ကသူ့ကိုတမင်တကာပြဿနာရှာပါတယ်။သူကသူ့ရဲ့ကွက်3ကွက်ကိုခံနိုင်မှသာဒီမှတ်တမ်းကိုပြန်ပေးမယ်လို့ပြောပါတယ်။အဲဒီအချိန်မှာစီနီယာအမကြီးလမ်းလျှောက်လာတာကြောင့်အမျိုးသားဟာသူ့ရဲ့မှတ်တမ်းကိုအောင်မြင်စွာပြန်ရခဲ့ပါတယ်။မထွက်ခွာခင်မှာသူကနောက်3ရက်နေကျင်းပမယ့်တိုင်းပြန်ပွဲမှာငါလူတိုင်းကိုအနိုင်ယူပြမယ်လို့သူတို့ကိုပြောခဲ့ပါတယ်။စီနီယာအကိုကြီးကတော့အမျိုးသားဟာသူ့ကိုရှင်းနိုင်မှာမဟုတ်ဘူးလို့ယုံကြည်နေပါတယ်။ပြန်ရောက်လာပြီးနောက်အမျိုးသားဟာတဲအိတ်ပေါ်မှာသူ့ရဲ့လက်တီးချက်တွေကိုထပ်မံလေ့ကျင့်ပါတော့တယ်။မကြခင်မှာပဲပြန်ပွဲနေ့ကိုရောက်ရှိလာပါတယ်။3ရက်ကြာပြီးနောက်ဆန့်ကျင်ဘက်တိုင်းဆရာကြီးကအဖိုးအိုကိုဘာလို့စင်းရဲသားတပည့်တယောက်ကိုလက်ခံခဲ့တာလဲလို့မေးခွန်းထုတ်ပေမဲ့အဖိုးအိုကတော့ဘသူမဆိုတိုင်းပညာသင်ယူခွင့်ရှိတယ်လို့ယုံကြည်ထားပါတယ်။သူကငါ့ကိုတိုင်းပါရမီရှင်တယောက်ပေးအပ်ခဲ့တဲ့အတွက်မင်းတို့ကိုကျေးဇူးတင်ပါတယ်လို့ပြောလိုက်ပါတယ်။တိုင်းဆရာကြီးဟာဒါကိုကြားပြီးအမျက်ချောင်းထွက်သွားပါတယ်။မျိုးသားက3ရက်အတွင်းတင်သူ့တပည့်ကိုအနိုင်ယူနိုင်လိမ့်မယ်လို့သူလုံးဝမယုံကြည်ပါဘူး။အဲဒီနောက်မျိုးသားနဲ့ပြိုင်ဘက်တို့ဟာစင်းပြင်းထက်ကိုတက်လာကြပါတယ်။မျိုးသားဟာလက်နက်တစ်ခုမှတောင်မသုံးဘဲသူ့ရဲ့လက်တီးလက်ဝါးချက်တွေတက်တက်နဲ့တင်ပြိုင်ဘက်ကိုအလွယ်တကူပဲအနိုင်ယူပစ်လိုက်ပါတော့တယ်